လောကလူဆိုတာပေါ်ပြူလာဖြစ်တာကိုကြည်ညိုတာသူတော်ကောင်းကိုကြည်ညိုတာနဲ့ပညာရှိကိုကြည်ညိုတာမဟုတ်ဘူးပေါ်ပြူလာဖြစ်မှကြည်ညိုတာလူတွေရဲ့သဘောကွာအဲ့ဒါရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလရှင်ကြည့်လိုက်ပဲဆိုလို့ရှိရင်ကြည့်ရှင်မောက္ကလကတကူကြီးတယ်တကူကြီးတော့ရှင်မောက္ကလပေါ်ပြူလာဖြစ်တယ်ဒါကထင်ရှားတဲ့ဥပမာတစ်ခုပြောပြတာနော်တကူကြီးတယ်ဆိုတော့တောင်ကြီးလိုပဲသူကပေါ်ပြူလာဖြစ်တယ်မြင်လာတယ်ပေါ့တကူကြီးရှင်သာရိပုတ္တရာဆိုတာခက်ခဲနဲ့မိဂုံပြဿနာတွေဖြေရမှသူကသူ့ရဲ့ပညာစွမ်းဆိုတာသိတယ်ရှင်သာရိပုတ္တရာကပညာရှိမှသိတာကြားဘူးတယ်မို့လားပညာရှိဆိုတာစီကြီးလိုပဲတီးမှမြည်တယ်မတီးရင်ဒီတိုင်းပဲနေမယ်နော်အဲ့တော့ဥပမာပေးတဲ့အခါရှင်မောက္ကလန်ကတောင်ကြီးနဲ့တူတယ်ရှင်သာရိပုတ္တရာကဆားနဲ့တူတယ်နားလေအလတ်ထိဥပမာတောင်ဆိုတာကလူတိုင်းကမြင်သိတယ်တောင်ကြီးကြည့်ပြီးတော့လူတိုင်းကနေပြီးတော့တောင်ကြီးကိုသိဆားဆိုတာကြတော့ထမင်းမွေးတိုင်းမှာဟင်းချက်တဲ့ထိုင်မှာသူကမထင်မရှားလေးပဲနေရှာတာသူကခိုးဟင်းနဲ့လည်းသူ့ခတ်လိုက်တာအရေးတောက်တဲ့လည်းသူခတ်တာပဲဒီပြင်ချက်ထားတယ်ကိုအတုတ်သေးလည်းသူပါမပါတဲ့နေရာရှိရလားအကုန်ပါတာထညက်သေးတောင်မှသူပါမှလေးတယ်ဆိုထညက်တောင်မှစားလေးနဲ့မင်္ဂလာသီးစားလဲစားလေးနဲ့မကောင်းတာဒီတိုင်းစားလို့မကောင်းတမယာသီးဆိုတာတော့မပြောနဲ့တော့နော်အချိုတာပဲဖြစ်ဖြစ်ချင်တာပဲစားလေးပါမှလေးတယ်ရှင်သာရိပုတ္တရာကျတော့စားနဲ့အလားတူတူတယ်နေရတကပါတယ်ဒါပေမဲ့ပေါ်ပြူလာဖြစ်လာဆိုရင်ဖြစ်အိရှင်မတယောက်ညီးတယ်လို့ပဲတို့အိမ်စားတော့ဝဲတာဝဲတခါမှလည်းစားမစားရပါဘူးလို့ပြောစားကိုတရားတွေလို့ဒီပြင်ထမင်းလို့စားလို့ရတာမှမဟုတ်တာနော်စားပြဝဲတာဝဲရတယ်တူပြီးတူကုန်းနေတာဒါပေမဲ့တခါမှလည်းစားရတယ်လို့မရှိဘူးလို့ပြောအဲ့တော့ရှင်သာရိပုတ္တရာရဲ့အနေထားကစားလို့ပဲပညာရှိဆိုတာစားလို့ပဲမပါရင်ပေါ့ပြက်ပြက်ပဲသူပါမှလေးတယ်သို့တော့သူပါမှန်းလည်းသိမသိချဘူးလူတွေကအသိမှပြုမပြုစားပေါ့နေထက်လိုက်စမ်းစားလေးဒါတော့ပဲသိနော်လူတွေကနာမည်တက်တော့စားလို့သူမှမတက်ဘူးစက်သားဟင်းဝက်သားဟင်းဆိုပြီးတော့ကောင်းတဲ့နာမည်တွေပဲတက်တယ်ချက်တွေဝက်တွေပဲနာမည်ကြီးသွားတယ်စားကြတော့ဘယ်သူမှထည့်ပြောတော့စားမပါချက်သားလည်းမကောင်းဝက်သားလည်းမကောင်းငါးလည်းမကောင်းဘာမှမကောင်းသို့သောသူနာမည်ပေါ်လာဆိုပေါ်ချဘူးပညာရှိဆိုတာစားနဲ့အလားတူတူတယ်လို့သူတို့ဆိုတယ်အေးဒါကြောင့်မို့ရှင်သာရိပုတ္တရာမဲရှုံးသွားတာမဆမ်းပါဘူးဒေဝရကမဲနိုင်သွားတော့သင်္ကန်းဒေဝရရသွားတယ်ပေါ့